နဲ့မြန်မာတကြံနဲ့ပေါ့နော်ရက်တူတူပဲဆိုတော့တငယ်ချင်းနှစ်ယောက်အတွေ့အကြုံဆုံးလုံးလေးတပြေကလေးနဲ့ပတ်ချင်ကိုပေါ့နော်ကျွန်တော်တပြေကနဲ့ပတ်ချင်လီတွင်းနဲ့ပတ်ချင်ရိုင်းလိုက်တာကျန်အဲ့ရေတွင်းလို့ပြောရလေရိုင်းလိုက်တာဟဲ့တချင်ဆိုတာကရင်ကျေးဆိုတာနဲ့ဒီလိုမျိုးလေးပတ်ရတာဘယ်ကစင်သက်လာတဲ့ဟာရင်းနဲ့ရိုင်းဆိုင်ပြီးတော့အဲ့လိုမျိုးဟဲ့မိမမျိုးလေးတယောက်ကိုဒီလိုမျိုးရေပြုတ်နဲ့ပတ်ရလားအော်ဟုတ်ကောင်းလိုက်တာဒီရေကထွက်တဲ့ရေအားနဲ့မိန်းကလေးတယောက်ကထိခိုက်သွားနိုင်တယ်သူ့အဆက်သိက္ခာဂုံသိက္ခာနော်ပြီးသွားတဲ့ခါကျလို့ရှိရင်သူ့ရဲ့ဘယ်လိုခေါ်မလဲဥမာကတချင်ဆိုတော့စိတ်တက်ကလေးတွေကြည်လင်နေရမှာလားစိတ်ရဲ့အကြည်ဓာတ်တွေလည်းပျောက်ဆုံးသွားနိုင်တယ်ဘာဖြစ်လို့များဒီလိုမျိုးပတ်ရတာလဲနားကိုမလည်နိုင်ဘူးထိုင်းတချင်အောင်အမမြန်မာတကြင်ကြတာမှာဒါကိုယ်အနေရှိတာမဟုတ်ဘူးလားဟဲ့ဂျန်ဆိုတာကငါတို့အထဲမှာရေနေမဟုတ်ဘူးအမွှေးနဲ့သားလေးတွေလည်းထဲတယ်နော်အမွှေးနဲ့သားလေးတွေဒီလိုလေးပတ်တာဘာလို့ထိခိုက်တာလဲအမအခုဒီကဘာလို့ပတ်တည်ပြငါပတ်တယ်လေငါပတ်တယ်ကလေးဆိုဒါဆိုလို့ရှိရင်ခွက်ဆန်းခုတ်ဖို့ပဲကျွန်တော်တို့ဒီမှာတုံးကြတယ်ငါတို့အမလီငါတို့ငွေငန်းနော်ငွေဖလားကိုနော်ငါတို့မြန်မာဆိုတာကနော်သူကစင်းသက်လာတချမ်းဆိုတာကရှင်ကြီးမှုနဲ့စင်းသက်လာတာနော်ပြီးတော့ထုံတန်းစင်တာကြီးနဲ့စင်းသက်လာတာမန္တလေးတချမ်းဆိုတာကြားဘူးလားကြားဘူးကျွန်တော်ကမြန်မာနိုင်ငံမှာကြည့်ရမို့ထိုင်းမှာကြည့်အဲ့ဒါပဲလူငယ်တွေကလေအဲ့လိုမျိုးသိရမလားနိုင်ငံခြားကိုပဲအကောင်းကြီးထင်နေပြီကိုယ်နိုင်ငံယဉ်ကျေးမှုတော့မှချစ်လို့ချစ်ရမှမသိပြောပြမယ်နားထောင်โอเคပြောပြပါအရင်ဆုံးပြောပြပါနော်တကြမ်းဆိုတာကနော်မန္တလေးတကြမ်းဆိုတာဟိုးရင်တော့အရန်စီကားခဲ့တာပေါ့နော်သူ့မှာကဘာရှိလဲငွေငန်းရှိတယ်ငွေငန်းရှိတယ်တန်ချက်တွေရှိတယ်ရင်းသမတွေရှိတယ်နော်ပြီးတော့အဲ့လိုမျိုးလေးတွေတကြမ်းမှာဆိုလို့ရှိရင်ငွေဗလားလေးတွေနဲ့ရေးပတ်တဲ့ယဉ်ကျေးမှုအမှုပညာလေးတွေရှိတယ်သူ့ရဲ့ချစ်ဖို့ကောင်းတဲ့ယဉ်ကျေးမှုကနေဆင်းသက်လာထိုင်းတကြမ်းဆိုတာဘာဖြစ်လို့များဒီလိုမျိုးတွေရိုင်းဆိုင်တွေလုပ်နေရတာတော့ဒါကြတော့ဘယ်လိုမျိုးပြောမလဲမြန်မာအနေနဲ့တော့မသိဘူးပေါ့နော်ထိုင်းအနေနဲ့ဆိုလို့ရှိရင်ဒါကအရှိတောင်အာရှမှာရှိတဲ့လူတွေရဲ့စိတ်ဝင်စားမှုခံရတဲ့ဟဲ့ copy ပဲလာပြီးဘာမှပြောမနေနဲ့နော်သူများရဲ့ရည်ချင်းမှုကို copy လုပ်ထားပြီးတော့ငါပြတ်မယ်ရည်ချင်းမှုဆိုတာစောင့်ထိန်အပ်တယ်မဟုတ်ဘူးလားစောင့်ထိန်သိဘူးဟဲ့အဲ့ဒါပဲခေတ်ကာလသားသမီးတွေများအံ့ဩမှုကောင်းလိုက်တာအမတို့တကြံဆိုလို့ရှိရင်ကွာဘယ်လိုပြောမလဲအစ်စ်မရှိဘူးကွာဘယ်လိုအစ်စ်မရှိဘူးလေလူတုံးနဲ့တူတွေ့ရဲ့အချိန်လေးခဏတည်းမှာလာပြီးကြောက်နေတဲ့အမွှေးလေးနဲ့အဲ့လိုပတ်ဆိုဒါဘာကြီးလဲအမဦးရောက်နေတာဘာကြီးလဲဒီနိုင်ငံဆိုတာမကြည့်ပါတယောက်နဲ့တယောက်တွေ့လို့ရှိရင်ထိုင်းမှာဆိုလို့ရှိရင်ကွာထားမှာတော့အများဆုံးလာကြမယ်ဆိုလို့ရှိရင်ကိုရီးယားတွေလာမယ်တရုတ်တွေပါမယ်အဲ့ဒါရနိုဘယ်ပြင်ကိုင်းနေလို့လာလေ UNESCO ဝင်နေနော်မြမရည်ချင်းမှုကိုလာပြီးတော့ပေါ့သိရမလားဟိုအတိမတ်ပြည့်ချင်လို့လာတာမျိုးဟိုပဲနှုတ်ကင်ဖင်ကိုင်းမယ်နော်ပြီးသွားတဲ့ခါကျတော့ရှင်လျက်ပေါ်လော်လီတာတွေကိုလာကြည့်မယ်နော်အဲ့လိုမျိုးတွေအတွက်လှုပ်ထားတဲ့ပွဲမှမဟုတ်တာနော်ဆွန်ဂရန်ဆိုတာဘယ်လိုပဲဖြစ်ဖြစ် international လူတွေရဲ့နော် focus ကိုရတယ်ဆိုပေမဲ့ဒီဟာကသူတို့ကယဉ်ကျေးမှု focus မဟုတ်ဘူးပျော်စရာကောင်းတဲ့အပျော် focus ကြီးကွာမကောင်းတဲ့ focus ကြီးကိုသွားတာငါတို့ကြတော့အဲ့လိုမဟုတ်ဘူးနော်ပျော်စင်လို့ပတ်တာမဟုတ်ဘူးလားဟဲ့ပျော်စင်လို့ပတ်တာမဟုတ်ဘူးငါတို့တကြံမှာနော်ယဉ်ကျေးမှုရှိတယ်ပြီးလို့ရှိရင်အတိတ်ပဲဆိုတာရှိတယ်တကြံဆိုတာကဒီတိုင်းပဲသိရမလားနင်တို့ဟဲ့တွေ့သမျှရင်နဲ့ပတ်မယ်ခွဆန်းခုံးလိုက်မယ်နင်တို့ရေပြုတ်တွေနဲ့ပတ်မယ်အဲ့လိုမျိုးမဟုတ်ဘူးငါတို့ကနော်ကိုထက်အသက်ဝါကြီးရဲ့လူတွေပြီးလို့ရှိရင်နိုင်ငံရဲ့လူကြီးတွေလည်းရှိရသိရမလားအထက်လူကြီးတွေဆိုလို့ရှိရင်ငါတို့ကရိုးရိုးရည်နဲ့ပတ်လို့မရဘူးအထက်မှာနဒါရီဆိုတာထည့်ရတယ်အဲ့ဒီဟာရဲ့သဘောကဘာလဲဆိုလို့ရှိရင်တစ်နှစ်ဘာလာလဲငါလုချလိုက်မယ်ကိုရီအပြင်မှာကားနဲ့ပဲရေပတ်ခံထွက်ရင်ပဲဖြစ်ဖြစ်ရေသမလေးတွေအပြင်မှာတန်းစီပြီးသွားရင်ပဲဖြစ်ဖြစ်အကုန်လုံးကလေအကုန်လုံးကမုံလုံးရေပေါ်ကျွေးတယ်ပြီးသွားတဲ့ခါကျလို့ရှိရင်နော်ဟိုမိုးလက်ဆောင်တို့ပြီးသွားလို့ရှိရင်တကြံစားတွေဆိုတာကိုကဘာမှဝယ်စားစရာမလိုပြီးသွားတဲ့ခါကျရေတွေဆိုလဲမြန်မာမှာပေါ်မှာပေါ့နော်ထိုင်းတကြံကြတော့ဘာလဲနိုင်ငံခြားသားတွေအရင်စိတ်ဝင်စားပြီးဆွန်ဂရန်ဆိုပြီးသွားတယ်တယောက်နဲ့တယောက်ပတ်မဲ့ရေတောင်မှပဲပတ်စံနဲ့ပေးဝယ်ရတယ်ဆိုတာဖြစ်နိုင်လားစဉ်းစားကြည့်ဒီဟာကအဲ့ဒါနိုင်ငံရဲ့စီးပွားရေးအတွက်ပဲလုပ်ထားတာလုံးဝယဉ်ကျေးမှုလည်းမဟုတ်ဘူးနှစ်သက်မှာဘာအထိပ်ပဲမှလည်းမရှိဘူးသူတို့နိုင်ငံအတွက်တော့တစ်ဖက်တစ်လမ်းဝင်အောင်လို့ဆိုပြီးသူများရဲ့ယဉ်ကျေးမှုကို copy လုပ်ထားပြီးလုပ်ထားတဲ့ပွဲကိုမြန်မာလူမျိုးဖြစ်တဲ့နေကနေအရန်နေပြီးအထင်ကြီးပြီးတော့သွားပြီးတော့အဲ့ဟာအရန်ကောင်းတယ်လို့ပြောနေကြတယ်အုံနောက်လေပဲကျွန်တော်မြန်မာလူမျိုးလို့မပြောမိပါဘူးเนาะရုပ်ကမြန်မာယဉ်ကျေးဟောတာဟုတ်ပဲခုနကဟုတ်ပါဒါဆိုရင်လူဆိုတာကွာတန်ကိုသတ်မှတ်ထားတာရှိတယ်အဲ့ဒါအမားတို့မြန်မာလူချင်းကိုကွာထားပါတော့ခုနကပြောတယ်လေကြီးဆိုလို့ရှိရင်ကျွန်တော်တို့ဆို10ဖက်လောက်ဆိုတော့အနည်းဆုံးဝယ်သုံးရတယ်ကွာဖြစ်တင်လားသူတစ်ပါးရဲ့မကောင်းတဲ့နော်နှစ်သက်မှာ
မကောင်းတဲ့ခါတွေမပါသွားအောင်လို့ဆိုပြီးစေတနာနဲ့စေးကြောပေးတဲ့ရေတောင်မှပဲအဖိုးကနဲ့ပေးဝယ်ရတယ်ဆိုဒီဟာရည်ကြီးမှုတည်းဖြစ်ပါအောင်လားဒီဟာသူများအတွက် copy သူများဟာကို copy လုပ်ထားပြီးတမင်တက်စီးပွားရေးအတွက်လမ်းဖောက်ထားတဲ့ဟာပဲအဲ့ဒီဟာကိုအုံနောက်မရှိတဲ့နိုင်ငံသားတွေကိုရီးယားတို့နော်သွားကြတယ်ကျမတို့အုံနောက်မရှိတာလို့ပဲမြင်တယ် နော်အဲ့ဒီကကြာဘယ်လိုလဲလူစိတ်နဲ့ဆိုင်တာပေါ့နော်ဒီလိုမျိုးဘယ်လိုပြောမလဲမြန်မာနိုင်ငံမှာပေါ့နော်ဟိုကျွတ်တို့ကျဲတဲလေးနဲ့ဒီစီပိုင်းနှစ်ပိုင်းချပြီးတော့ပတ်ကြတဲ့သူတွေလည်းရှိရပါတော့ကျွန်တော်ကိုနေ့က Facebook မှာတွေ့လိုက်ပါသေးတယ်ဒီမြန်မာဗကြံမန်နဲ့ဆိုပြီးတော့လေဒီလိုမျိုးပတ်တာတစ်ခါမှမတွေ့ဘူးပါဘူးဒီလိုမျိုးတွေဆိုခက်စားဝင်လို့မဟုတ်ဘူးလေအဲ့ဟာကကိုယ့်ရဲ့ research အားနဲ့လည်းဆိုင်တယ်ကိုယ့် research ကကိုယ့်ရဲ့သိရမလားရင်းနှီးဖေးနာ algorithm တွေပဲပြတာဆိုတော့ဒါကိုယ့်အဆင့်တန်းပဲလေကိုရှာတာပေါ်လာတာကိုယ့်အဆင့်တန်းပဲဒါတော့အခုကမှဘယ်နှစ်ရောက်နေတာ35မှာအခုပတ်တဲ့သူတွေ့လားဟာလေအမောက်ကျွန်တော်ခုနေ့ဟာထိုင်းဘန်ကောက်ကြီးမှာတွေ့လိုက်မိတယ်လို့အမေပုံစံလေးအမလည်းမတော်ပါဘူးအော်ဆရာကြီးအမအဲ့လိုသာပြောတော့အမကြိုက်တယ်ဂျမနိုင်းလို့ဖို့လို့ကလည်းထိုင်းရမဟုတ်လားအမတို့ချေဆိုးတဲ့ဟာကျတော့အမဘာလို့အပြစ်မပြောပဲနဲ့တို့ကြတော့အဲ့ဒါလည်းပတ်သက်မှုလို့တို့ထိုင်းနိုင်ငံသားမလို့ထိုင်းတကြံဆိုတာအပြစ်မဟုတ်နင်ကမြန်မာလေနင်ကမြန်မာလေကျွန်တော်ထိုင်းမှာကျွန်တော်မြန်မာပြည်မှာမူးရတယ်ဒါပေမဲ့ကျွန်တော်ထိုင်းစကားတက်တယ်ကွယ်ပြောစวัสดีစวัสดีค่ะငါလည်းပြောတတ်တယ်အဲ့ဆိုပြောကျွန်တော်တို့ရဲ့ထိုင်းတကြံကိုလာရောက်ပေးဖို့မျှော်လင့်ပါတယ်ထိုင်းတကြံအဲ့ဒါကစိုက်ဆောင်9မိနစ်ဆက်ပြပါဟုတ်လားလာရောက်ဖို့ဖိတ်ခေါ်ပါငါလွတ်တဲ့မင်္ဂလာပြုလုပ်ရတဲ့နေရာဆိုတော့သိလားသိမှလည်းမဟုတ်ပါဘူးဒီလိုမျိုးထိုင်းနိုင်ငံမှာဝင်ပြီးထိုင်းကိုအရင်အချိန်ကြီးနေတဲ့လူသားတွေကျွန်တော်အဲ့နာသိမှလည်းမဟုတ်ဘူးပေါ့နော်သိမှလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးနော်ငါလွတ်ချင်းမင်္ဂလာပြုလုပ်ရတဲ့နေရာတွေလည်းရှိရဲအဲ့တော့မြန်မာနိုင်ငံဆိုတော့ဘလောက်တောင်မှအလှူဒန်းရရောပြီးဘလောက်တောင်မှမင်္ဂလာကျက်တရေအပေါင်းနဲ့ပြည့်စုံနေတာလေကျမတို့တကြံဆိုတာအဲ့လိုဖြစ်တည်မှုမျိုးပါဒါပေမဲ့ထိုင်းတကြံဆိုတာတော့အဲ့လိုမဟုတ်ဘူးထိုင်းမှာဘာတွေများလဲဒါ lady point တွေရမ်းများတယ်နော်ခင်းရမ်းများတယ်ပြီးတော့ကောင်မလေးတွေဆိုလည်းလျှက်ပေါ်လော်လီဝစ်ပြီးတော့ Legend Festival or Songkran Festival လုပ်တဲ့လူတွေအများများပြီးတော့ခုနကပြောတဲ့အတိုင်းစီးပွားရေးကိုသူတို့ကအရန်ကိုမှဒီ Songkran မှာအရန်လုံးမယ်လို့လုပ်ထားတဲ့လူဖြစ်တဲ့အတွက်ရေကအစပတ်စံနဲ့ဝယ်ရတယ်ကောင်မလေးတွေဆိုသူတို့ရဲ့ရင်သားကိုကင်ဘလောက်နော်တင်သားကိုကင်ဘလောက်ဆိုပြီးစီးပွားရေးဒီဟာရင်ချင်းမှုလားစဉ်းစားကြည့်ပါဦးဘာရင်ချင်းမှုလဲအမတို့နေနေတဲ့နေရာမှာမပြောတတ်ဘူးလေအမတို့ကထပ်ပါတော့အမတို့ကြည့်မှာကွာအရန်အင်္ဂါရန်တက်ရှင်လာအဲ့ချိန်မှာအမတော့ကွာအမကောင်ရဲ့သူချင်းတွေ့ရကွာဘာပြောနေရလဲချင်းတွေ့နေရချင်အမအင်္ဂါရေးတက်ရှင်ရအမကြံမန်တက်မှာကောတက်ဒါပေမဲ့အမရေဆွဲချလို့မရအမကောင်လေးကအမရဲ့ကောင်လေးကရှေ့မှာဆိုရှင်အမဘယ်လိုလုပ်မလဲမီးမလာရေကတင်လို့မရကွာထိုင်းမှာနေဆိုင်တဲ့စကားတွေရဖဲတော့မီးမပြတ်ဘူးရေလည်းမပြတ်ဘူးအဆဆရေကတာပြီးတော့ကွာသူတို့ရဲ့ဘယ်လိုပြောမလဲတယောက်နဲ့တယောက်နှွေးထွေးမှုကျင်နာမှုတွေကွာအဲ့လိုမျိုးကြားတဲ့အဲ့ဒါတစ်ခေါက်7နဲ့ရအောင်ဟုတ်တယ်ဒီစေဘတော့သူကကြာပတ်စံရှိတဲ့ပြီးတော့နေကုနာပြောတဲ့ဟာကလုံးဝမကျင်တဲ့တိုင်းနေကပြောရမလားငါခလေးကဘာဖြစ်တယ်ပြက်သွားမယ်နေကုနာပြောရလေကဲထိုင်းတဲ့ချက်မှာဆိုလို့ရှိရင်တုတ်ကင်လို့ရတယ်လို့ပြောရမှာလားကဲလူတိုင်းက skinship ကိုကြိုက်ချင်မှကြိုက်ကြိုက်တာကြိုက်လို့လားမကြိုက်လူတိုင်းက skinship ကိုကြိုက်ချင်မှကြိုက်မယ်ပြီးတော့ရင်သူတို့မှာစိတ်လူတိုင်းမှာစိတ်က insecure ဖြစ်တာလည်းရှိရင်လည်းရှိနိုင်တယ်အဲ့လိုအနေထားမျိုးမှာလူတစ်ယောက်ကတုတ်ကင်ဘယ်နေရာဖြစ်တုတ်ကင်လို့ရတယ်တနေရာလည်းကင်လည်းကင်နေနေတာပဲကင်ပြီးတော့လင်ကျိုးရရင်လည်းအဲ့ဒီမှာနှင်းခွေးပြတ်မှာပဲအဲ့ဒါဆိုလို့ရှိရင်လင်ကျိုးနေဆိုပေမဲ့သူလင်ကျိုးတာအနှစ်သာရပြီးမှကျိုးရတယ်အမကလေးတွေပြက်ဆိုလူစီကုံနဲ့ပြက်အဲ့ဒါပဲ Brian ဘာလို့ထိုင်းတဲ့ကြိုက်တာလဲဆိုတော့တီးပြီးသူ့ရဲ့ခေါင်းထဲမှာလေသိရမလားမကောင်းတဲ့အတွေ့တွေပဲပြည့်နေတာမဟုတ်လို့သူကပတ်စံအကုန်ခံပြီးတော့ဆောင်းဂရန်သွားပြီးတော့ loop of people တွေကင်ချင်တယ်ပြီးလို့ရှိရင်ကင်ကျင်တယ်အဲ့ဒါကြောင့်အခုလိုမျိုးသူများတကောင်စိတ်မိုးစိတ်ရုပ်ဒီရှိတဲ့ကြောင့်အမ20တရက်နေပါအမခေါင်းစင်းမင်္ဂလာယူသင့်နေပြီအေးငါခေါင်းစင်းမင်္ဂလာလည်းယူမယ်ပြီးသွားတဲ့အခါကျလို့ရှိရင်ငါလူကြီးမိဘတွေကိုလည်းခေါင်းစင်းမင်္ဂလာလုပ်ပေးမယ်တနိုင်ငံလုံးကခေါင်းစင်းမင်္ဂလာလုပ်ပေးမယ်ပြီးသွားရင်ငါလည်းတဲချီတဲလည်းညှက်ပေးမယ်နော်ငါလောက်ကောင်းတဲ့လူရှိမှာမဟုတ်ဘူးကွန်မြူနတီကကျင်လို့ပိုင်းလားโอเคဟုတ်ပါတယ်အမပြောတဲ့ဟာတချို့တစ်ဝက်လေးကဂျာခိုင်နှုတ်100တော့မှတ်ပါတယ်ကွာပြီးတော့တင်းကြံမှာဆိုလို့ရှိရင်ကွာနောက်တစ်ခုကဘာပြီးပို့ပြီးထူးကြတာလဲဆိုတော့သူကညာလုံးပေါက်ထိဆော့လို့ရတယ်ပူးပါတီတွေပြီးလို့ရှိရင်အရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်အခန်းပါတီရှိရမနက်ကရုံးလာတော့ဝင်ရထိုးဟိုတယ်ဖုန်းဆက်ပြီးတော့ဖိုကင်လုပ်နေရကြကျွန်တော်ဒီမှာရန်ကုန်ကလာကျွန်တော်လုပ်ချင်တယ်ရန်ကုန်မှာလည်းမရှိဘူးလို့ထင်နေလို့လားမြန်မာနိုင်ငံမှာလည်းဘာဘယ်လိုပြောမလဲနည်းနည်း early stand ဘယ်လိုမြန်မာလည်းဘယ်လိုပြောရလဲနော်ထိုင်းကောင်တွေ all lesson လေတနိုင်တကဘာလုံးမမီဘူးသိလားထိုင်းကောင်တွေလား all lesson တာမရှိဘူးသူတို့ကပြီးလို့ရှိရင်ကွာထိုင်းကြံမှာဆိုလို့ရှိရင်ကွာအရန် trend တွေအရန်ညာကားတွေခုံတာတွေပြီးလို့ရှိရင်
အမားတို့ဒီရန်ကုန်ကလူတော်တော်များများစောဖို့အတွက်ဆိုထိုင်းနိုင်ငံ application ဖြစ်တဲ့ Shein လို့ Lazada တို့ကမှာကြတာเนาะအဲ့လိုမျိုးကွာဘယ်နေရာဖြစ်ဖြစ်အလွယ်တကူရနိုင်တဲ့နေရာကြီးကနေအမားတို့မှာဆိုအမားတို့တချင်ကလုံးဝဘယ်လိုပြောမလဲ ဘာလို့ငါအဲ့လိုငါတို့အဲ့လိုမှာမှာ အမားတို့မှာကြတာပေါ့အမားတို့ရုံးမှာရှိတဲ့ကောင်မလေးတယောက်ဆိုလို့ရှိရင်တော့တချင်အတွက်ဆိုပြီးထိုင်းနိုင်ငံမှာရှိတဲ့ဒီကူတက application လေးမှာတာအဲ့လိုမျိုးဆိုတော့ကွာထိုင်းကိုရေရှည်ပြီးခိုးပြီးတော့မှအမားတို့တချင်မှာကဲမှာဆိုတော့ထိုင်းတချင်အောင်အမားတို့ပြီးခိုးနေရလို့ပြောလို့ ဒါနဲ့လေကြားဘူးလားမသိဘူးအရင်တစ်ခေါက်ကပြောတာလေထိုင်းနိုင်ငံမှာလျှက်စစ်ရောက်ပြီးတော့မြန်မာနိုင်ငံကကူညီပေးနေရတယ်ဆိုတာ ဟောပုတ်ခဲ့ရတယ် သတင်းစာမဖတ်တာအရန်တိတာသတင်းစာမဖတ်တာအရန်တိတာလွန်ခဲ့တဲ့နှစ်တွေတုန်းကငါတို့ရဲ့အနော်ရထာကထိုင်းကိုနိုင်ခဲ့တာနော်ထိုင်းကိုနိုင်ခဲ့ပြီးတော့အခုဆိုလို့ရှိရင်ဘယ်ဒီကမဟုတ်ဘူး နောင်ဘေးနောင်ကအလောင်းမတရားကြီး အမအဲ့လိုမျိုးအုံနောက်ထဲမှာနာမည်မှားလို့မြန်မာနိုင်ငံဆေးပြီးတာရှိတယ် ငါတို့မြန်မာနိုင်ငံကနိုင်ကြတဲ့ကနိုင်တာပဲအလောင်းမဖျားကြီးဟလားအလောင်းမဖျားကြီးဟ မြန်မာနိုင်ငံမှာဆိုရှိတယ်ကွာသချင်းတွေဂျီကားတွေပါဆိုလို့ရှိရင်ကွာလမ်းမကလေးပတ်လို့ရှိရင်မကြိုက်တာနင်တို့ရှိတဲ့အောင်တက်ရင်လားမရှိဘူးကွာ ပြောပြလိုက်အောင်မယ်လူဒန်းသားဆိုလို့နော်လူဒန်းသားဆိုလို့ပြောပြလိုက်အောင်မယ်ထိုင်းနိုင်ငံကလူတွေကလေနင်တို့ကနေရတာမြန်မာဖြစ်တယ်နော်မြန်မာတော့အမလေးထိုင်းကဘလောက်ကောင်းတယ်ထိုင်းတဲ့ကြံဘလောက်ပြောတယ်ကောင်းပေမဲ့နင့်ကိုနိုင်ငံခြားနေထိုင်းသွားတယ်ပဲထားပါတော့နင်ဗမာလူမျိုးလေဗမာလူမျိုးလို့ပြောလို့ရှိရင်နင့်ကိုခေါင်းစားချေဆုံးနှိမ်နေတယ်လို့မျိုးနဲ့ကြည့်ပြီးနေစရာနေရာတော့ရှိမှာမဟုတ်မြန်မာတော့အေးဦးဆိုတဲ့ဟာမျိုးအဲ့လိုနိုင်ငံမျိုးကိုများအရန်ဟိုမှာအမလေးဦးထိတ်ပန်ဆင်ပြီးတော့မြန်မာထက်ကောင်းတယ်လို့တွေးနေရင်နင့်ကိုလေနင့်အုံနောက်တယ်ပဲလေငါအရင်လေးစားတယ် အဲ့လိုမျိုးတွေးပြီးအမလေကျေးဇူးအများကြီးတင်ပါဘာဖြစ်လို့လဲဆိုတော့အမလိုလူမျိုးသွားလို့ရှိရင်ထင်ခံရမှာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ကွာ ဒါနဲ့လေငါမှတ်မိသေးတယ်တိတာသူအလောက်စားဝင်တော့ရတယ်သူထိုင်းကနေပြီးတော့ဗောနော်သူထိုင်းရဲတိုက်တာပါအဲ့တော့ Brian လို့ထိုင်းမှာဆိုလို့ရှိရင်မြန်မာလူမျိုးတွေဘယ်လိုအမရဲ့နှိမ်ကြတာဗောဆိုတော့ဘယ်သူပြောတာလဲမသိဘူး အဲ့ပြောမကျွန်တော် fashion ကိုလေးထားတာကွာသိလားအမိုက်တွေပါသွားပြရင်တော့ကျွန်တော်ဟိုလိုမျိုးကွာအမိုက်လောဘာသာဆိုကြအမိုက်ကိုကြိုက်ပြီး အေး ကွာ အဲ့ဒါနေမို့အဲ့ဒါပဲလေငါတို့ကနော်တခြားနိုင်ငံမှာသွားနေတယ်ဆိုလို့ရှိရင်တော့စိတ်လွတ်လပ်လို့မနေရဘူးသူတို့အထင်သေးမှကျလို့ဘာလို့အထင်သေးမှကြောက်တာလဲကိုကနိုင်ငံခြားသားကိုအဲ့လောက်တောင်မှပဲသူများပွဲတော်မှာပျော့ချင်တာလား အဲ့ဒါကျတော့ဒီမြန်မာနိုင်ငံမှာမွေးပြီးတော့ထိုင်းလူမျိုးရဲ့ကောင်လေးအတွက်ပို့ပြီးတော့အဆင်ပြေတာပေါ့နော် ထိုင်းဘာဖြစ်တယ်ထိုင်းလို့ မြန်မာလူမှာမွေးပြီးထိုင်းလူမျိုးရဲ့ကောင်လေး ထိုင်းလို့မရတဲ့ကောင်လေးဩအဲ့ အဆင် ဘ ပြေ ယ်လိုပါလဲကြီး ရှီကမူးအဲ့ဒီပြေကွာအဲ့ဗီဒီယိုကြည့်နေတဲ့သူတွေမှာဆိုလို့ရှိရင်ကွာထိုင်းတဲ့ကြံကိုကြိုက်တယ်အခုထိုင်းအိုက်တော်တွေအမဆောက်လိုက်တယ်လို့ပဲကွာ VN နေလိုက်ဆိုလို့ရှိရင် အော်ဒီဟာ အရင်ပျော်ကြပြီမြန်မာနိုင်ငံနဲ့တူထပ်တူပျော်နေကြတဲ့ခင်မှာထိုင်းနိုင်ငံကမကောင်းဘူးသူများနိုင်ငံကို copy ရဆိုပြီးတော့ကွာကိုယ့်ရဲ့ idol တွေကိုအဲ့လိုမျိုးပုတ်ကတ်ဆော့ကားပြီးတော့ ပုတ်ခတ်တော့ဆော်ကား ပုတ်ကတ်ဆော့ အော်ဒီ ကား ဟာ ဒီမြန်မာမိန်းကလေးကိုကွာမကြိုက်ဘူးဆိုတော့မကြိုက်ဘူးလို့ခြေပါလို့ရတယ်ကွာ အခုကြည့်နေတဲ့သူတွေထဲမှာလည်းပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အရန်ကိုခံပြင်းနေသူရှိလိမ့်မယ်တနခါကိုလည်းသူတို့ဟာထမင်ကိုလည်းသူတို့ဟာရှိသမျှရင်ချင်းမှုသူတို့ဟာတချံကိုလည်းသူတို့ဟာဆိုပြီးတော့လုံနေလို့ဆိုပြီးတော့နော်အရန်ကိုမှနော်ဒေါသတွေထွက်နေတဲ့နော်ထိုင်းကိုလုံးဝမုန်းတဲ့လူတွေလည်းရှိလိမ့်မယ်အဲ့လိုလူမျိုးတွေကတော့အောက်မှာကျမတို့ရဲ့မြန်မာရင်ချင်းမှုကြီးကဘယ်လောက်တောင်ကောင်းလဲဆိုတာဒီဘက်ကဟိုမပါတဲ့ကောင်လေးတွေပြပြပေးလိုက်ပါအောင် အော်ဒီပေါ့နော်ဒီမြန်မာနိုင်ငံမှာမြန်မာနိုင်ငံမှာကြီးပြီးတော့ဦးစေးမင်္ဂလာကိုနှစ်ဆန်းတရက်နေ့မှာခံယူနေတဲ့ကောင်မလေးကိုပေါ့နော်အဲ့လိုဟာမျိုးထိုင်းမကြံကိုကြိုက်တယ်ထိုင်းရဲ့ယူရ festival sound ဒီ TikTok မှာ join တဲ့သူတွေအများကြီးပဲကွာအဲ့တော့ထိုင်းမကြံကိုအရင်သဘောကျတယ်လာကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကနေ free ပေးမယ်ပေါ့နော် နင်းအောင်သွားနိုင်လို့လားနင်းအောင်သွားနိုင်လို့လား ဟိုအခုကပြောတာမင်းဆိုရမယ်လေအရင်ရိုင်းတာပဲအဲ့ဒါကြောင့်ပြောအမဦးစေးမင်္ဂလာယူနေပြီအဲ့လိုမျိုးထိုင်းမကြံကိုလာကျင်တယ်ပေါ့နော်ဒီလိုမျိုးမရောက်ဘူးတဲ့သူတွေကတော့ တော်တော်ရုံးမတရား9သိန်းလိုက်ထီးနေတာထိုင်းသွားခြင်းလို့ ပြောမှာပဲကွာအဲ့တော့ကျွန်တော်ဘက်ကပါတယ်ဆိုလို့ရှိရင် comment မှာထိုင်းမကြံလို့ယူပါပေးပါပေါ့နော်ဦးစေးမင်္ဂလာလို့ယူတဲ့သူတွေတော့မရေးတာပို့ပြီးတော့ကောင်းတယ်လို့အဆင်ပြေနေချင်အဲ့တော့ပေါ့နော်ဒီကျမတို့ရဲ့ talk show လေးကိုကြည့်ပြီးတော့မြန်မာတကြံကဘလောက်တောင်မှရေချင်းမှုဝင်နေတယ်ပြေဆုံးတယ်ပြီးသွားတဲ့အခါကျလို့ရှိရင်ထိုင်းတဲ့ကြက်ထပ်ဘာတွေကောင်းလဲဆိုပြီးတော့အောက်မှာမှန်သွားပြပါဦးဘာလို့လဲဆိုတော့ကိုရီမြန်မာအချင်းချင်းကတော့မြန်မာရဲ့ရေချင်းမှုလေးစားရပါမယ်ဘာလို့လဲဆိုတော့ဒီဘေးနာကလေးလိုမျိုးပေါ့နော်အဲ့လိုမျိုးမဖြစ်ရပါဘူးအဲ့တော့အကုန်လုံးပဲအောက်မှာမြန်မာတကြံကပိုကောင်းလဲဆိုရင်မြန်မာတကြံလို့မှန်သွားပြပါထိုင်းမကြံနော် မြန်မာတကြံနော်မြန်မာတကြံထိုင်းတကြံတော်တော်မနေ့ကမျိုးလို့ရှိသွားပတ်တော့မယ်လောင်းအဲ့တော့ဗောနော်ဒီနေ့မှာတော့ကျွန်တော်တို့မောင်နှမ2ယောက်ကဒီခေါင်းစဉ်အောက်ကနေပြီးပြောခဲ့ရဖြစ်ပါတယ်ဒီဟာကတော့ဗောနော်ခေါင်းစဉ်တစ်ခုရလာတဲ့အောက်မှာပဲပြောခဲ့ရဖြစ်ပြီးတော့ဒီဟာဘယ်သူ့မှထိခိုက်လို့ခြင်းဖယ်ရင်ချင်းမှုမှထိခိုက်လို့ခြင်းမရှိပါဘူးဘာလို့လဲဆိုကျမလည်းဆိုလို့ရှိရင်လေကျမလည်းထိုင်းနိုင်ငံသဘောကျပြီးတော့မှပါရဗောနော်ထိုင်း idol တွေကိုသဘောကျပါတယ်နိုင်ငံတချင်သဘောကျပါတယ်တော်ရငါလေးကတခု